အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ညာလင်း YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဇာယီဆရာကြီးရွှေဦးတောင်းရေးသားထားတဲ့စုံတော့ဦးစံချဝတ္ထုပေါင်းချုပ်ကနေဦးစံချအသက်ကိုလောက်ကျန်မှုအမှုကိစ္စအကြောင်းကိုရေးရှယ်တင်ဆက်ပေးခြင်းပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြပါအောင်ခင်ဗျာဦးစံချအသက်ကိုလောက်ကျန်မှုကျွန်တော်နဲ့မိတ်ဆွေကြီးဦးစံချတို့သည်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကစ၍အတူတကွနေထိုင်ခဲ့ကြရာဦးစံချမှာယခုအခါ၌ရှေးအခါကထက်အမှုပေါင်းများစွာလက်ခံရရှိသည်ဖြစ်သောကြောင့်အမှုနှင့်ပတ်သက်၍စာပေးစာယူအလုပ်တို့မှလည်းများစွာတိုးတက်ပုံမလာလီယာကလွတ်စာလန်း၌အလုပ်တိုက်တိုက်ကိုငှားရမ်းဖွင့်လှစ်ခဲ့ရလေတိုက်ခန်းရပြီးနောက်ဦးစံချသည်လက်ရည်တို့ရင်းနှီးနှင့်လက်နှိပ်ဆက်အတက်ကိုတက်သောမိန်းကလေးတယောက်ကိုစည်ရည်အဖြစ်အလိုရှိကြောင်းကြောညာလိုက်ရာဘုကပြားမှ20ခန့်မြတ်နှင့်မြန်မာမိန်းကလေး6ယောက်ခန့်မြတ်တို့သည်ကျွန်တော်တို့နေထိုင်ရာတိုက်ခန်းသို့6လွှာများကိုကိုင်လျက်ကိုယ်တိုင်လာရောက်လျှောက်ထားကြလေဦးစံချသည်လာရောက်လျှောက်ထားသူမိန်းကလေးများကိုယ်တိုင်လက်ခံမေးမြန်းစစ်ဆေးပြီးလျင်ရင်းတို့၏အင်္ဂါရုပ်ကိုကြည့်ရှုအကဲခတ်၍ရွေးချယ်ရာနောက်ဆုံး၌အသက်20အရွယ်ခန့်ရှိမမြတ်မီအမည်ရှိသောမိန်းကလေးတယောက်ကိုရွေးချယ်ခံထားလိုက်လေ၏ဒုံငယ်မမှရုပ်ရည်တနာကမရှိ၍အလွန်တရာတွက်လက်ဖြက်လက်သောအမူအရာရှိလျာကျွန်တော်၏စိတ်နိုင်မှုထိုငယ်မသည်တွက်လက်လွန်းလှသည်ဟုအောက်မေ့မိတော့လဲဦးစံချကကိုသိမ်းမောင်တယောက်လူပြဲခတ်တဲ့နေရာမှာတည်ပြီးရှိကြသေးတာဟုတ်ဗျခမည်းကတော့ထူလက်အန်းအင်္ဂါရုပ်ရှိတဲ့လူမှရိုးတယ်လို့မှတ်တာဟုတ်ထူထိုင်တိုင်းလဲရိုးသားတာမဟုတ်ဘူးဗျတွက်လက်တိုင်းဖြက်လက်တိုင်းလည်းမရိုးဖြောင်မှုလို့မအောင်မရပေဘူးကျုပ်သဘောကတော့ရိုးသည်ဖြစ်စေစမ်းသည်ဖြစ်စေကျုပ်လက်အောက်မှာအလုံးလုံးမယ်ဆိုရင်တွက်လက်လက်ထထမြက်မြက်ကလေးရှိမှကျုပ်သဘောကြတယ်ကုသိမ်းမောင်ရဲ့ဟုပြောသည်နဲ့ကျွန်တော်မှမြည်တို့များရှေဆိုခြင်းမပြုနိုင်ပဲဦးစံချရွေးချယ်ခြင်းသည်အကောင်းဆုံးရွေးချယ်ခြင်းဖြစ်ပါစေဟု၍မျှော်လင့်ဆုတောင်းမှကြောင်းဖြစ်တာပြန်ပြောရလေ၏ဦးစံချသည်အလုတ်တိုက်ရုံအတွက်တိုက်ခန်းငှားရမ်းရပြီးထိုတိုက်ခန်းမှာတိုက်သည်ဖြစ်သောကြောင့်ဓမီများလေရက်များတက်ဆင်စေခဲ့ရာဒိုစဉ်ခါကကျွန်တော်နှင့်ဦးစံချတို့မှာဦးမင်းဟန်၏အမှုနှင့်ပတ်သက်၍အထက်မြန်မာပြည်သို့သွားရောက်နေခိုင်ဖြစ်သည်ဖြင့်ဦးစံချမှာအလိုရှိရာဓမီလေရက်တို့တက်ဆင်ရန်အစည်းအဝေးကိုသာလျှင်မှာထားနိုင်ခဲ့လေ၏ကျွန်တော်တို့သည်အထက်မြန်မာပြည်မှပြန်၍လာသောအခါဓမီနှင့်ဓလေရက်တို့မှာဦးစံချမှာထားခဲ့သည့်အတိုင်းထက်နေရာတကျတက်ဆင်၍ထားသည်ကိုတွေ့ရှိရလေရာဦးစံချ၏စပွဲလက်ရဘနိုင်လဲတက်ကောင်းခလုတ်တစ်ခုကိုတွေ့ရှိရလေရင်းခလုတ်မှာဦးစံချသည်အကယ်၍ဒရဝံကိုခေါ်လိုမူလက်နှင့်နှိပ်ခံများနှင့်ဒရဝံနေထိုင်သောနေရာအနီး၌ရှိသောတက်ခေါင်းလောင်းတစ်ခုသည်မြည်၍သွားမည်ဖြစ်သောကြောင့်ဒရဝံသည်ဦးစံချထံလာရောက်ရန်ဖြစ်လေကျွန်တော်သည်ရင်းကဲ့သို့နေရာတကျစီမံ၍ထားသောအစီအစဉ်ကိုရှင်းမွန်လျက်ဦးစံချမှာခလုတ်ကိုစစ်စစ်ကြည့်လျက်မျက်မှောင်ကျုပ်ကစဉ်းစားတွေးတောလျက်ရှိလေ။ဘာကြောင့်လဲဗျဦးစံချခမည်းမှာခဲ့တဲ့အတိုင်းမဟုတ်လို့လားဗျကျုပ်ကဘန်းတမှာမမှာခဲ့ဘူးဗျဓမီနဲ့လေရက်တက်ဖို့သာမှာခဲ့တာဒီခလုတ်ကိုတက်ဖို့ကျုပ်မမှာခဲ့ဘူးမမှာခဲ့ပေမဲ့အကောင်းသားပဲဗျတကြိုးစင်တဲ့ကုမ္ပဏီကညံကုန်ပြီးလုပ်ပေးခဲ့တယ်ထင်ပါရဲ့နေရအကြသားပဲဗျဟုပြောတော့လေဦးစံချမှာစိတ်မကျေနပ်သည့်အမူအရာနဲ့သာလျှင်ရှိနေခဲ့၏ထို့နောက်ဦးစံချသည်စည်ရမမမြတ်မေကိုခေါ်၍ရင်ခေါင်းလောင်တက်ဆင်ခြင်းအကြောင်းကိုမေးမြန်းလျာတက်ကြိုးများကိုဆက်သွယ်ခြင်းအခါကအသားမဲမဲအရက်ပုပုကြောက်ပေါနာတက်တက်ပါရှိသောလူတစ်ယောက်ကဦးစီဦးကိုင်ပြု၍တက်ဆင်ကြောင်းဖြင့်ပြန်ပြောလေ၏အသက်ကဘယ်ရွယ်လောက်ရှိပြီလဲ40ကျော်လောက်ရှိပြီရှင်အထက်သွားမှာလက်ရဘက်ကတရက်ကလေးပါတယ်မဟုတ်လားဟုတ်မြင်မိရဲ့ရှင်စကားပြောတဲ့အခါမှာခက်မြန်မြန်ပြောတတ်တယ်လေဟုတ်တယ်ရှင်ထိုကဦးစံချသည်မိမိခန်းသို့ဝင်ပြီးနောက်စေတံကိုဆေးထည့်၍မင်းကြီးကအတန်ကြာအောင်ရှူဖွာလျက်စကားမပြောဘဲရှိနေခဲ့လေ၏ထိုနေ့ညနေ၌ကျွန်တော်တို့သည်အထက်မြန်မာပြည်မှဖမ်းမိခဲ့သောလူဆိုးကြီးဦးမင်းဟန်ကိုအချုပ်ထောင်သို့သွားရောက်ကြည့်ရှုကြရာကျွန်တော်တို့သည်အခန်းတွင်သို့ဝင်မိကြလျင်ဦးမင်းဟန်ကခမည်းကဒီတစ်ခါလူကြီးတာတော့ပေတာပေါ့ဦးစံချရဲ့သို့တော်လည်းနေသေးသဘာရှုံတဲ့ကဆိုတဲ့စကားပုံရှိတယ်မဟုတ်လားဗျဘာဖြစ်လဲဗျ
ကိုတော်လှပြီးကိုလိုများတဲမထင်လိုက်နဲ့ဗျလူတွေကိုထင်နှလုံးဆိုတာမျိုးရှိကြတာမျိုးပေါ့ဦးမင်းဟန်ရဲ့ကိုထင်သမျှကိုထုတ်ဖော်ပြီးပြောတဲ့လူသားအယူဖြစ်တာကိုဗျထင်ုံထင်လို့တော့အမှုမဖြစ်ဟန်ကောင်းပါဘူးထင်ပါရဲ့ဗျတို့ကဦးမင်းဟန်ကအငိုကြိတ်လျက်အမှုရောက်တယ်မရောက်တယ်ခမရသိလိမ့်မှာပေါ့ဗျာတဲကြိုးစားတဲ့ဆရာကြီးပါကလားခမရကကိုပေါ့စီတို့လူစုကိုအားကိုပြီးပြောဟန်ရှိတယ်ဟုရေမောကပြောပြပေးလေဦးစံချာသည်ဦးမင်းဟန်၏မျက်နှာထားကိုအကဲခတ်လျက်ရှိရာဦးမင်းဟန်သည်ဦးစံချာ၏မျက်နှာကိုစစ်စစ်ကြည့်ပြီးလျက်မြည်တို့မြပြန်၍မပြောဘဲရှိနေလေ၏ထို့နောက်ကျွန်တော်တို့သည်အရှုပ်ထောင်မှထွက်ခဲ့ကြလေ၏နောက်တစ်နေ့နဲ့၌ကျွန်တော်တို့သည်အိမ်ယာမှထပြီးနောက်လက်ဖက်ရည်တောင်းလျက်ရှိနေကြသည်ဆရဲမှမမြမေသည်တိုက်ပေါ်သို့တက်လာ၍ဦးစံချာခိုင်းစေထားသောကိစ္စပြီးမြောက်ကြောင်းလာရောက်ပြောဆိုပြီးနောက်တိုက်ပေါ်မှဆင်းတော်မူအပြုတွင်နေုံဟိမမြမီမင်းဘာဖြစ်လို့လဲမင်းမျက်နှာကြည့်ရတာတခုခုဖြစ်နေတဲ့လက္ခဏာရှိတယ်ဒုက္ခမမြမေကမရဲတရဲကြည့်လျက်ကျမငွေကလေးနည်းနည်းလောက်အသုံးလိုနေလို့ရှင်တလားကားထွက်လောက်တင်ကူပြီးကြည့်ရှုနိုင်ရင်ကြည့်ရှုပါရှင်တလားကားအတွက်ဆိုတော့80ပေါ့လောက်ပါမလားလောက်ပါတယ်ရှင်ဒုက္ခဥစ္စာချသည်ရှက်စာအုပ်ကိုစပွဲအံဆွဲမှဆွဲထုတ်၍ငွေ100တန်ရှက်လက်မှတ်တစ်စောင်းကိုရေးသားပြီးနောက်တငယ်မအားပေးလျက်ရော့အဲ့ဒီမှာငွေ100ရှောင်းလေတဲ့အခါကျမှနှိမ်တယ်ပေါ့မလောက်သေးရင်လည်းပြောနော်အာမနာနဲ့တော်လောက်ပါပြီရှင်ကျေးဇူးပါပဲဒုံနောက်မမြမေသည်ကျွန်တော်တို့ကိုနှုတ်ဆက်၍တိုက်ပေါ်မှဆင်းသွားလေ၏ဘယ်နဲ့လဲဗျာခမည်းစကြီးကအလောက်ဝင်တာမှမကြသေးဘူးငွေရှင်းနေရပြီလားငွေရှာတယ်ဆိုတာကြက်တဲ့လူတွေကိုကူညီဖို့မဟုတ်လားဗျာသူများကြက်တဲ့အတိုင်းကူညီရင်ကိုကြက်တဲ့အခါကျခတ်နေမယ်ဗျကူညီထိုက်တဲ့လူကိုကူညီရတာပေါ့ကုသိမ်းမော်တို့ကကျွန်တော်ဒီမကြမီကပင်မိမိလက်အောက်၌ခံထားလိုက်သောမိန်းကလေးတဦးတယောက်အားကူညီထိုက်သည်ဟုပြောခြင်းမှာဥစ္စာချအပေါ်၌တင်ငါမကင်းဖြစ်နေတော့လဲထုတ်ဖော်ပြောင်းလောင်ခြင်းမပြုပဲကူညီထိုက်မထိုက်ဆိုတော့ခမည်းသိရအောင်ဘယ်အတွက်ငွေလိုသလဲတော့မမေးပါကလားဗျမျက်နှာကြည့်ရင်သိတာပေါ့ဗျာတို့ကကျွန်တော်ဒီငြိမ်ဝတ်စွာနေလိုက်၏ဒုံနေနေလည်း၌ကျွန်တော်လောက်တိုင်းမှာတစ်ဖက်ရည်တော့ရန်ထွက်လာခဲ့ပြီးလျင်ဦးစံချာရဲ့လိုရုံးခန်းသို့ဝင်လာရာဒုံနေမှာမိုးမောင်ကြလျက်ရှိသည်ဖြစ်သောကြောင့်ဦးစံချာရဲ့အလောက်ခန်းမှာဓမီများထွန်းလျက်ရှိဦးစံချာမှလည်းမိမိအခန်းတွင်စပွဲထိုင်ကစာပေးစာယူလုံများနှင့်ပတ်သက်၍အလောက်ရှုပ်လျက်ရှိလေ၏ကျွန်တော်ဒီဦးစံချာလက်ဖက်ရည်တော့ရန်အပြင်သို့ခေါင်းငင်းမိအကြံနှင့်လက်ဖက်ရည်တော့ပြီးပါပြီလို့ဟုမေးရာဦးစံချာကမိုးရွာမြည်ထင်သောကြောင့်အပြင်သို့မထွက်ပဲလက်ဖက်ရည်ကိုမှားယူထားကြောင်းပြောဆိုပြီးလျက်ကျွန်တော်အားလည်းအထူတော့ရန်ဖိတ်ကြားသည်နှင့်ကျွန်တော်ဒီသူ၏စပွဲ၌ထိုင်လေတခဏများကြာသောအခါဦးစံချာခိုင်းစေသောတငယ်ကလေးသည်လက်ဖက်ရည်ပွဲကိုင်လျက်အခန်းအတွင်းသို့ဝင်လာပြီးလျင်လက်ဖက်ရည်ကိုကျွန်တော်တို့၏ရှေ့ရှိစပွဲ၌ချလိုက်သည်နှင့်တပြိုင်နက်ဓမီများလည်းငြိမ်သွားလေဘာဖြစ်တော့လဲဖြူဆွဲသွားတယ်ထင်ပါရဲ့ဗျာနေုံကြောက်တယ်လီဖုန်းဆက်ပြီးခေါ်အောင်မယ်မင်းမရှိပေမဲ့လက်ဖက်ရည်တော့တောက်နိုင်ကောင်းပါရဲ့ဗျာပါဇက်နဲ့ပကံနဲ့တော့လွဲနိုင်မယ်မထင်ပါဘူးဦးစံချာလည်းတကြွပြင်းရန်အာဤတီတို့တယ်လီဖုန်းဖြင့်မှာချပြီးနောက်ကျွန်တော်ဒီလက်ဖက်ရည်နဲ့မုံများကိုစားတော့လျက်ရှိကြလေလက်ဖက်ရည်တော့ပြီးတော့အခါတကြွပြင်းသူရောက်လာ၏ဦးစံချာတွေးသည့်အတိုင်းဖြူဆွဲသွားကြောင်းတွေးရှိ၍အသက်လဲထဲပြီးနောက်မိသည်ကောင်းစွာလင်းလာလေ၏ထို့နောက်ကျွန်တော်တို့သည်ထွေရလေးပါစကားတို့အပြင်းပြေပြောဆိုလျက်ရှိကြရာဦးစံချာသည်စေးရန်အုံ၌စေးကုန်သွားသည်ဖြစ်သောကြောင့်စပွဲအံဆွဲဖွင့်၍စေးဘူးကိုထုတ်ယူမည်အပြုတွင်အံအားသင့်လျက်ရှိလေ၏ဘာပြုလို့လဲဗျစေးဘူးမရှိတော့ဘူးလားစေးဘူးမဟုတ်ဘူးကိုသိမ်းမောင်ကြီးကျုပ်6လုံးပြူလူခိုးသွားပြီဗျခတ်ကုန်ပြီနေပါအောင်ဗျအထားများမှားလို့လားဗျသူများလို့တော်စွာလျော်စွာထားပြီးတတိမိတဲ့ကောင်မှတ်လို့လားဗျကျုံမနေရဒီထဲမှာတည်တည်ချာချာထားတယ်ဒါဖြစ်ပလိတ်တိုင်အောင်ပေါ့ဗျာစုံတော့လုံနေပြီးရှက်စရာဖြစ်တော့မှာမို့နေပါစေတော့ဘာပဲဖြစ်ဖြစ်မတိုင်ဘူးကိုဟာကိုရအောင်ချမယ်ဟုတ်ပြောပြီးနောက်ဝိဇ္ဇာချသည်မိမိ၏ဝါသနာအတိုင်းတစုံတစ်ခုကိုစဉ်းစားရန်ရှိကအနည်းနဲ့ရှိသောသူကိုတတိမရပဲတိတ်ဆိတ်စွာစဉ်းစားစိတ်ကူးလျက်ရှိနေရ
ကျွန်တော်လည်းနှုတ်ဆက်နေ၍မိမိအလုပ်တိုင်းသို့ပြန်လာခဲ့လေထိုည၌ကျွန်တော်နှင့်ဦးဆန်းချသည်နေတိုက်ခန်းတွင်ပလကလထိုင်တစ်ခုစီတွင်ထိုင်ကြပြီးလျင်ကျွန်တော်မှစာအုပ်တော်ကိုဖတ်ပြီးလျင်ဦးဆန်းချမှမူ၆လုံးပြပျောက်ဆုံးခြင်းအကြောင်းကိုတွေတော်နေသည့်လက္ခဏာဖြင့်စကားမပြောဘဲစေတံကိုသာအတွင်ဖွာလျက်ရှိရာ17နာရီထိုးသည်နှင့်ကျွန်တော်သည်အိမ်ထဲသို့ဝင်မြည်ပြုလေကျွန်တော်သည်စာအုပ်ကိုပြချ၍ကလထိုင်မှထားလိုက်သည်နှင့်တပြိုင်နက်တနက်တန်တစ်ချက်ကိုအဝေးမှကြားလိုက်ရလေဦးဆန်းချမှမူကြားဟိမ့်တန်ကိုကြားရသောမုတ်ဆိုးကဲ့သို့ဖြက်လက်သောအမူအရာနှင့်ငေါက်ခနဲထိုင်၍နားဆွင့်ကနေလေထိုရာတွင်တနက်တန်သည်ထက်လောင်း၍ပြဖောက်ခြင်းမရှိဘဲလူတန်တို့သားလျင်စီနှင့်ကြားရသည်ဖြစ်သောကြောင့်ကျွန်တော်သည်ဦးဆန်းချသားရောက်စုံစမ်းလိုပါသလားဟုမေးမြန်းရာဦးဆန်းချကလက်ပြသည်နှင့်ကလထိုင်တွင်ပြန်၍ထိုင်ရလေ၏တခဏမျှကြာသောအခါတိုက်ပေါ်သို့တက်လာသောရှေ့သံများကိုကြားပြီးနောက်တကားကိုခောက်တန်ကြားသည်နှင့်ကျွန်တော်သည်တကားကိုဖွင့်ပေးရာလက်ထောက်အင်စပက်တာကိုတောင်းတင်နှင့်ပရိသတ်တစ်ယောက်သည်အခန်းတွင်သို့ဝင်လာကြလေဘေကတနက်တန်လည်းပြုအနောက်စီကကြားရတယ်ဘာဖြစ်ကြတာလဲဗျကုန်းတီကြိုက်တောင်ငူပို့ဆိုတာလူဖြစ်နေပြီကောဆရာအလုံးယုံမှာလူသက်မှုလာပြီးဖြစ်နေပြီကောဆရာရဲ့လိုက်ပြီးကြည်စမ်းမအောင်ဆရာကြီးတို့ကကျွန်တော်နဲ့ဦးဆန်းချားတို့သည်ပလေရာရှိများနောက်မှလိုက်သွား၍လွတ်ဆန်လန်းရှိဦးဆန်းချား၏အလုတ်တိုက်သို့ရောက်ကြလေအလုတ်ရုံကအတွင်း၌ဓမီများထိန်လျက်ရှိရာပလေရာရှိအချို့တို့လည်းတိုင်ဝမ်မှဆောင်းချက်လျက်ရှိနေကြသည်ကိုတွေ့ရှိရလေကျွန်တော်တို့သည်ကိုတောင်းနေတဲ့အတူဦးဆန်းချား၏အလုတ်ခန်းသို့ဝင်သွားကြရာဦးဆန်းချားထိုင်သောကလထိုင်ပေါ်၌ထိုင်လျက်ရှိသောလူတစ်ယောက်ကိုဦးကောင်းမော၍တည်လျက်ရှိနေသည်ကိုတွေ့ရှိကြရ၏ထိုသူ၏နှစ်ဘူးအလဲတက်တဲ့၌သနတ်တန်ရာတစ်ခုရှိ၍ရင်းတန်ရာမှသွေးတို့သည်ယိုစီးလျက်ပင်ရှိသည်ထိုသူမှာလူလက်အရွယ်ရှိ၍တက်ကလေးအင်ဂျီနက်ပြရောင်တဝဲလုံးကြီးနောက်ပိတ်ဖက်စသည်တို့ဖြင့်သာနာတည်သွက်စွာဝတ်ဆင်ထားသည်ကိုတွေ့ရှိကြရ၏ရှေးရာတွေကရှုပ်ကုန်ပြီကိုဗျကြည့်ဖို့ခဲရင်းနေပါပြီ။ဘာများခမားတို့တွေ့သေးလဲ။ဒီပြင်တော့ဘာမှမတွေ့ဘူးဆရာ။ဟောဒီလက်ကင်ဘွားကလေးတစ်ထဲပဲတွေ့တယ်။ကိုတောင်းတယ်လည်းမိမိအိမ်မှာလက်ကင်ဘွားတစ်ထဲကိုထုတ်ပေးသဖြင့်ဦးဆန်းချားသည်လက်ကင်ဘွားကိုယူ၍ဖြန့်ကြည့်ရာမိမကိုင်လက်ကင်ဘွားဖြစ်ကြောင်းတွေ့ရှိသည်နှင့်တပြိုင်နက်ဦးဆန်းချားသည်လက်ကင်ဘွားကိုပလိတ်လက်သို့ပြန်အပ်၍အလောင်းကိုလည်းပလိတ်အရာရှိတို့အားဆေးရုံသို့ယူဆောင်သွားစေ။ကိုတောင်းတယ်နှင့်သူ၏တပည့်သည်အလောင်းနှင့်အတူဆေးရုံသို့ထွက်သွားကြလေ၍အခန်းတွင်၌ကျွန်တော်တို့နှစ်ဦးသာကြံရှိလေလျင်ကိုသိမ်းမောင်ခမရတစေကြောက်တယ်လားကြောက်တယ်လည်းမဟုတ်ဘူးမကြောက်ဘူးလည်းမပြောနိုင်ဘူးဗျဒီအခန်းမှာခမရဒီတညအိတ်ဝင်ပါမလားတယောက်တည်းတော့မအိတ်ဝင်ဘူးဗျကျုံတဲ့နှစ်ယောက်ဆိုရင်ရောခမရပါရင်တော့ဘာလောက်ရဗျကဲဒါဖြင့်ကျုပ်တို့ဟောဟူကဘီရိုထဲမှာဒီကနေ့ညအိပ်ပြီးစောင့်ရလိမ့်မယ်တက်တဲ့လူကပြန်လာအောင်မယ်လေများခမည်းထင်လို့လားလာလို့လာ냐ပေါ့ဗျာဒုနာဦးဆန်းချားသည်ဘီရိုကိုတော့နေဖွင့်ပြီးလျက်ကျွန်တော်တို့သည်ဘီရိုအတွင်းသို့ဝင်ပြီးနောက်တကားကိုမစိတ်တစိတ်ထားလျက်အခန်းတွင်သို့ချောင်းမြောင်းကြည့်ရှု၍နေကြလေတညလုံးဆောင်ဆိုင်မှတော့လေမြေသူတဦးတယောက်မျှပေါ်လာခြင်းမရှိဖြစ်လျက်နည်းနည်းလင်းသည့်အခါမှတိုက်ခန်းအတွင်းသို့မရဲတရဲဝင်လာသောရှေ့တန်းတစ်ခုကိုကြားရ၏ရှေ့တန်းသည်ဦးဆန်းချား၏အလုတ်ခန်းဝသို့ရောက်သောအခါရက်တန့်၍တကားကိုဖြင်းချင်းစွာဖွင့်ပြီးလျင်အခန်းအတွင်းသို့လိုက်ကြည့်ရာအရှားမဟုတ်ဦးဆန်းချား၏စည်ရင်မှမမြမေပင်ဖြစ်လေ၏မမြမေသည်စပွဲကလထိုင်စသည်တို့၌ရှိသောသွေးဆက်တို့ကိုတွေ့မြင်ရသောအခါကြက်သိမ်းများထားလာသည့်လက္ခဏာဖြင့်တုန်လှုပ်သွားပြီးနောက်အရဲစွန်ပြီးလျင်အလုတ်ခန်းအတွင်းသို့တလန်းချင်းလှမ်း၍ဝင်လာခဲ့လေ၏ဦးဆန်းချား၏စပွဲအနီးသို့ရောက်သောအခါအန်ဆွဲကိုတော့နှင့်ဖွင့်ပြီးလျင်မိမိအင်ကြီးအတွင်းအိမ်မှ၆လုံးပြူတနက်တစ်လက်ကိုထုတ်ပြီးနောက်အန်ဆွဲအတွင်းသို့ထည့်၍တော့နှင့်တစ်ဖန်ပိတ်ထားလေမမြမေထိုခဏ၌မမြမေသည်ဖြန့်လန့်သွားပြီးနောက်မျက်နှာတွင်သွေးမရှိတော့တဲ့ကဲ့သို့ဖြူပက်ဖြူရနှင့်မျက်လုံးဝိုင်းလျက်ကျွန်တော်တို့ရှိရာဘက်သို့လှည့်ကြည့်လိုက်ရာဦးဆန်းချားလည်းဘီရိုတကားကိုဖွင့်၍အပြင်သို့ထွက်သည်နှင့်ကျွန်တော်လည်းထွက်လိုက်လေဒုနာဦးဆန်းချားကငါတနက်မှာကြည်စံရော့နေရင်တော့မင်းဒုက္ခပဲဟိတ်ဘာလုပ်တာလဲတနက်ကိုအခန်းအပြင်မှာတွေ့လို့လာပြီးသိမ်းပါတယ်မနေ့ကလေးကငါတနက်ပျောက်သွားတာငါသိပါတယ်ကွမန်ပြောစမ်းပါ
မှန်မှန်ပြောတာပါပဲရှင်မမြမေလက်ကင်ဘွားတစ်ထည်များမပြောက်ဘူးလားမကြောက်ပါနဲ့ကွယ်မင်းလက်ကင်ဘွားမှငါတယောက်သာသိပါတယ်ဤတွင်မြင်ချင်း၌ကဥဆန်ချမာယွန်းလေတော့၏အကြောင်းမူကားပလိအရာရှိတို့သည်မမြမေကိုသင်္ကာမကင်းဖြစ်၍လက်ကင်ဘွားနှင့်ပတ်သက်၍ထောက်လန်းစုံစမ်းကြရာယင်းလက်ကင်ဘွားမှာမမြမေ၏လက်ကင်ဘွားဖြစ်ကြောင်းဒိုဘီကလာထွက်ဆိုချက်အရမမြမေမှာပလိအရာရှိတို့၏ဖမ်းဆီးရှုံနှောင်ခြင်းကိုခံရ၏တို့ရတွင်ဥဆန်ချကမိမကိုင်ပိုးလက်ကင်ဘွားမှာတထဲထဲသာလျှင်ရှိသည်မဟုတ်ရန်ကုန်မြို့ပေါ်၌အမြောက်များရှိသည်ဖြစ်သောကြောင့်ဤပစ္စည်းတစ်ခုတည်းနှင့်အတက်မဆွဆွဲနိုင်ကြောင်းကိုပလိတို့အားပြောကြားလျာပလိရာရှိတို့မှာဥဆန်ချ၏ထင်မြင်ချက်ကိုပယ်ဝန်းသည်မဖြစ်သောကြောင့်အကြောင်းအကံမဆွဆွဲပဲရှော့တော်ရှိရမည်ဖြစ်ရာကမမြမေမှာတရားသူကြီးကသက်သေမလုံလောက်ဖြစ်၍ဆွဲချက်မတင်ပဲတရားရှင်လွှတ်လိုက်လေ၏ထိုချင်းအများကိုကျွန်တော်သိရှိရသောအခါကျွန်တော်ဒီဥဆန်ချနှင့်မမြမေတို့အပေါ်၌ရခင်ကလေးကသင်္ကာမကင်းရှိနေရသည့်အတွက်တာ၍ပင်သင်္ကာမကင်းအောင်ရှိခဲ့ပြန်လေဒီနေ့သား၌မမြမေလည်းအရှုပ်ထောင်မှထွက်လာပြီးတော့ကျွန်တော်တို့၏နေတိုက်ခန်းသို့လာရောက်လေရာငါမိခင်တက်တာတဲ့ကအရေးကြီးတဲ့စက်ကူတွေမင်းရောင်းမစားတာငါကျေးဇူးတင်ပါတယ်ကွယ်ထိုကမမြမေသည်အံ့ဩသောအမူအရာဖြင့်ဦးဆန်ရှားကြည့်နေပြီးတော့စကားပြောမိပြုလေရာတန်ပါမင်းမပြောပါနဲ့တော့မင်းမပြောပေမဲ့ငါတော်တော်သိပြီးနေပါပြီမင်းတို့ဒီအမှုမှာငါလောက်မသိပါဘူးကိုင်အလုံးလိုက်သွားပြီးလုံမြဲတိုင်းလှုပ်ရှိတော့မမြမေဆင်း၍သွားသောအခါဘယ်နဲ့လဲကိုသိမ်းမောင်ဒီအမှုမှာခမည်းဘလို့ထင်မြင်ရရှိတယ်လေကျွန်တော်ဖြစ်ဘယ်နဲ့မှမထင်တော့ပါဘူးဗျာကျုပ်တို့များတလွဲမထင်ဘူးလားအမှန်ပြောရရင်ထင်တော့ကတော့ထင်မိပါပေပါဗျာသို့တော်စဉ်းစားကြည့်ပြန်တော့တကယ်လို့ကျွန်တော်ထင်တဲ့အတိုင်းဟုတ်ခဲ့ပါလို့ရှိရင်ဒီကိစ္စမှာခမည်းကကျွန်တော်တော့အသိခံမှာမဟုတ်ဘူးအခုတော့ဗီဒီယိုထဲပုံခိုပြီးချောင်းတော့ကလည်းခမည်းကပဲကျွန်တော်ကိုခေါ်တယ်ကျွန်တော်ဖြစ်စဉ်းစားရအကြက်ပြာသိချင်ရင်ကြုံနဲ့လိုက်ခဲ့ပြီးကိုသိမ်းမောင်ကျွန်တော်ဒီဥစ္စာချမ်းနဲ့အတူလိုက်သွား၍ပလိဌာနသို့ရောက်သောအခါကိုတောင်းတင်နှင့်တွေ့၍နေရထိုင်ခင်းပေသဖြင့်ထိုင်မိကြသောအခါဘယ်နဲ့လဲကိုတောင်းတင်ကျုပ်လောက်ခံမမနေ့ကသိတဲ့သူကဘယ်သူလဲဆိုတာသိပြီမဟုတ်လားသိပါပြီဆရာလူရှုပ်ကိုပေါ့ဦးဆိုတာမဟုတ်လားဟုတ်ပါတယ်ဆရာဒါပေမဲ့သေသူကိုသိတာထက်တတ်တဲ့လူဟာဘယ်သူလဲလို့သိဖို့ကသာပြီးအရေးကြီးတယ်မဟုတ်လားဆရာရဲ့တတ်တဲ့သူကဦးမင်းဟန်ပေါ့ဗျမဟုတ်နိုင်တာဆရာရဲ့ဦးမင်းဟန်ကဆရာတို့ဖမ်းလို့အရှုပ်ထဲမှာရောက်ပြီအမှုဆိုင်နေရပြီမဟုတ်လားဗျလူကသာထောင်ထဲရောက်တယ်ညာကမရောက်သေးဘူးဗျနားမလဲပါဘူးဆရာဘယ်နဲ့ဟာလဲဗျသင်္ဘောများခုတ်ပြီးတော့ကြရဲ့ကြံရက်တယ်မဟုတ်လားဗျအခုလဲဦးမင်းဟန်ကထောင်ထဲရောက်သွားပြီမဲ့သူ့ကြရက်ကအပြစ်ပါကြံရစ်သေးတယ်ဗျဆရာပြောပုံဆိုရင်ဆရာကြီးကိုမိပေမဲ့အပြင်ကသူ့တပည့်တွေကသူ့ညံကိုအသုံးပြုပြီးနေကြတယ်လို့ဆိုတယ်ပေါ့လေသူခိုင်းတဲ့ကိစ္စဗျသို့သောခုံရကတခြားရှားရကတခြားဖြစ်နေတယ်ဒါထက်ကိုတောင်းတယ်ဟိုနေ့ကကျိုးပေးခဲ့ရတဲ့ဥပထုံးအကြောင်းရိပ်မိရလားပေါ်ပေါ်ကြီးကိုတက်လို့ကျိုးကြသွားတဲ့ဥပထုံးဆိုတာလားဗျပေါ်ပေါ်ကြီးကိုတက်တုံးကဥပထုံးတယောက်တည်းမကဘူးလို့တော့ထင်ရတာပဲဆရာတို့ပေမဲ့ဘာအစွန်းအစမှလိုက်လို့မပေါ်ဘူးကျောက်လဲဒီတုန်းကအညာသွားနေလို့သူ့ကိုမမိလိုက်ဘူးဗျကျောက်သားချင်းတော့ဥပထုံးသေးရမယ်မဟုတ်ဘူးဘာကြောင့်လဲဆရာသူတက်တာမဟုတ်ဘူးလားနောက်တော့သိလိမ့်မယ်လေကဲကျုပ်တို့ပြန်လိုက်အောင်မယ်ကျွန်တော်တို့ဒီဌာနမှာထွက်လာကြပြီးနောက်ဦးဇံရသည်အလုတ်တိုက်သို့ခေါ်ငင်သွားပြန်သည်နှင့်လိုက်သွားရပြန်၏အလုတ်တိုက်သို့ရောက်သောအခါမမြမေသည်အလုတ်ဆင်းလျက်ရှိနေနှင့်သည်ကိုတွေ့ရှိရ၏ဦးဇံရ၏အလုတ်ခန်းသို့ကျွန်တော်တို့ဝင်မိကြလျင်ဦးဇံရသည်မမြမေကိုခေါ်ငင်၍မမြမေသည်အခန်းတွင်သို့ဝင်လာသောအခါထိုင်မအောင်မမြမေကိုဘဝအကြောင်းကမကောင်းလို့လူဆိုးကိုအဖေတော်ရခြင်းဟာရှက်စရာတော့နည်းနည်းတော့ကောင်းသပါလေသို့တော့ကိုကဆိုးမှဆိုးတာကိုမမြမိရဲ့ကိုမိဘဆိုတာကိုကိုကဗမာတက်နိုင်ပါမလဲသားသမီးမကောင်းမိဘကောင်းဆိုတာသာရှိတယ်မိဘမကောင်းသားသမီးကောင်းရင်လို့မရှိပါဘူးကွတို့ကမမြမိသည်မြည်တို့မြပြန်မပြောပဲတုံလောက်သောအမူအရာဖြင့်ဥဇံချာဆိုက်၍ကြည့်နေရဥဇံချာကဆက်လက်၍တည်တဲ့သူကတော့တည်သွားချပြီး
သေတဲ့လူနာမည်ကောင်းမှုအတွက်နဲ့ဒီလောက်တောင်စွန့်စားဖို့တော်မှမလားမမြမေဟုပြောသောအခါမမြမေသည်ပြင်းထန်စွာတုန်လှုပ်ရမှမျက်ရည်များကျလာပြီးမွေးတဖခင်အတွက်ကိုရှင့်ဘယ်နဲ့ပဲဖြစ်ဖြစ်စွန့်စားတော့မယ်လားကျမဖြစ်ဒီလိုပဲအောက်မေ့ပါတယ်။ဂိုင်းဒါဖြစ်ကိုဘထုစီသူတောင်းတာပေးပါတော့မယ်လို့စာရေးလိုက်ဒီအကြောင်းတွေဦးဘယ်ရသိလဲမင်းတော်ငါတော့မသိပါဘူးကွယ်ရေးတာရေးလိုက်ပါဦးရဲ့မိခင်တက်တာဖွင့်နီကိုတောင်းနေတဲ့ဦးရဲ့ဖေးတာပေးလိုက်ပါဖွင့်နီသိပေမဲ့အတွင်းမှာရှိတဲ့စက်ကူတွေကိုသူရမှာမဟုတ်ပါဘူးသို့တော့ဒီလိုလို့သူ့ကိုဒီကနေ့ညဒီအခန်းမှာတွေ့အောင်ရှိအခန်းထဲသူရောက်တဲ့အခါဒီကလထိုင်မှာထိုင်ပါစေဒီအခါမှာတက်တာဖွင့်နီကိုပြောပြပြီးမင်းလိုချင်တာကိုဒီစာမှာရေးပြီးလက်မှတ်ထိုးပေးလက်မှတ်ထိုးပြီးတက်တယ်လည်းလက်မှတ်ထိုးဖို့လိုသေးတယ်ဆိုပြီးထွန်းတင်ကိုခေါ်ဖို့တက်ခေါင်းလောင်းခလုတ်ကိုသူနှိပ်ပါစေဒီအခါမှာမင်းကစပွဲရှိကမနေနဲ့စပွဲဘေးကနေကြားလာမမေ့နဲ့နော်စပွဲရှိနာကဘယ်နည်းနဲ့မှမနေနဲ့ကင်သွားပြီးစာရေးပြီးတော့ထိုည၌ကျွန်တော်နဲ့ဦးစံချာကိုတောင်းတင်တို့သည်ဦးစံချာ၏စီမံချက်အရသူ၏အခန်းအတွင်းရှိဘီရိုအတွင်း၌ပုံအောင်လျက်ရှိကြပြန်၏အခန်းပြင်၌ကမမြမေသည်စောင့်ဆိုင်လျက်ရှိလေ၏ဦးစံချာ၏မိခင်တဲ့အတွင်း၌ကဦးမဲဟန်တို့လူစုအကြောင်းနှင့်ပတ်သက်၍အရေးကြီးသောစာရွက်စာတမ်းများစာပေစာယူစက်ကူများရှိလျက်ဦးမဲဟန်၏တပည့်များသည်ရင်းစာရွက်များဦးစံချာထံရှိသမျှကာလပတ်လုံးမိမိတို့၏လေခွင်း၌ကျိုးခွင်းဆွလျက်ရှိကြောင်းကိုသိရှိကြသဖြင့်ရင်းစက်ကူများကိုပြန်လည်ရရှိရန်ကြိုးစားအားထုတ်လျက်ရှိကြလေသည်တို့ရတွင်ဦးစံချာသည်စက်ကူများရှိပါလျက်အဖေကြောင့်ထိုသူတို့ကိုဖမ်းဆီးရှုံးတော်စေခြင်းမပြုပါသနည်းဆိုသောအနေငယ်များလွန်နေသေးသည်ဖြစ်၍ထက်လောင်စုဆောင်ဆဲဖြစ်သောကြောင့်အချိန်အနေငယ်များဆောင်ဆိုင်နေခြင်းများဖြစ်လေသည်ဦးစံချာ၏ဝါဒနာမှာလည်းမိမိပြလိုက်သောကွန်ချက်သည်မိမိလိုသောငါးကိုအသေးအချာမိလောက်မှပြတ်တဲ့မြဲဖြစ်သည်ဖြင့်အနေငယ်လွန်နေသေးကပြည့်စုံအောင်သီးခံရှောင်းမြောင်း၍စောင့်နေသည်မြဲဖြစ်လေသည်ဦးစံချာသည်သူ၏မိခင်တက်တာကိုတာမညသောမျိုးဖြင့်ပိတ်ဆို့ထားသည်မဟုတ်ပဲအမေရိကန်မှအထူးတလဲမှာယူ၍ဖွင့်ရန်လွန်ခဲရင်လာသောမျိုးဖြင့်ပိတ်ထားခြင်းဖြစ်လေသည်ရင်းကိုမိမိနှင့်မမျှခင်နှစ်ယောက်ထဲသာလျင်ဖွင့်တဲ့ပိတ်တက်ခဲ့လေသည်သို့ဖြစ်သောကြောင့်ဦးမင်းဟန်၏တပည့်တို့သည်မမျှမေထံမှတက်တာဖွင့်ဤကိုအမျိုးမျိုးလျှောက်လှမ်းတောင်းဆိုလျက်ရှိနေကြခြင်းဖြစ်လေသည်ကျွန်တော်တို့သည်ဗီဒီယိုအတွင်းမှပုံအောင်ရှောင်းမြောင်းလျက်ရှိကြစဉ်ရှင်သာရီထိုးသည်နှင့်တပြိုင်နက်တိုက်ခန်းအတွင်းသို့ဝင်လာသောရှေးသည်များကိုကြားရပြီးနောက်တစ်ခဏ၌မမြမေသည်ဝဝတုတ်တုတ်နှကမ်းမွေးကောင်းကောင်းနှင့်အသက်40အရွယ်ခန့်ရှိလူတစ်ယောက်နှင့်အလောက်ခန်းအတွင်းသို့ဝင်လာကြလေ၏အခန်းအတွင်း၌ကလထိုင်နှစ်ခုမျှရှိရာမမြမေသည်စပွဲခုံအောက်ရှိကလထိုင်တွင်ထိုင်လျက်ထိုသူသည်ဦးစံချာ၏နေရာကလထိုင်၌ထိုင်လေ၏မိန်းကလေးကလည်းကွယ်အစာကလေးကပြုတ်လိုက်ရင်ပြီးရောအလကားဒုက္ခခံပြီးတော့ညင်းနေရသေးတယ်ဟုပြော၍ထိုင်ရမှထားပြီးလျင်မိခင်သက်တာအနည်းသို့သွားလေရာမမြမေလည်းထိုင်ရမှထား၍မိမိအိမ်မှတော့နှင့်သက်တာဖွင့်ဤကိုပြလေ၏တော့ကိုအထဏနင်းနေမြောက်ပြီးလက်ရဘက်ကို၃ချက်လှည့်ရတယ်ရှင့်တခါအောက်နှိပ်ပြီးလက်ဝဲဘက်ကိုနှစ်ပတ်လှည့်ရတယ်ရှင့်စသဖြင့်သက်တာဖွင့်ဤကိုပြသလျက်ရှိရာကျွန်တော်တို့မှာဗီဒီယိုအတွင်းမှချောင်းမြောင်းကြည့်ရှုလျက်ရှိနေကြ၏ဖွင့်ဤကိုပြပြီးနောက်ကင်တော့ကိုဖျောင်းပုံနှိပ်ရအောင်ပေးကျမပြောတာရှင်ရေးပေးအောင်လေဘလို့ရေးရမှာလဲကျမအဖေဥပထွန်းတရုတ်ဥစဝတ်ကိုတက်ဖြတ်ခြင်းမဟုတ်ကြောင်းတက်ဖြတ်သူဟာရှင့်ညီသေးသူမောင်ပဥဖြစ်ကြောင်းကိုစာနဲ့ရေးပြီးရှင်လက်မှတ်ထိုးပါထိုကကိုဘထုဆိုသူသည်စပွဲတွင်တဖန်ထိုင်ပြီးနောက်စာရဆောင်ကိုရေး၍လက်မှတ်ရေးထိုးလေ၏ရင်းစာကိုမမြမေရပေးပြီးနောက်မမြမေကိုတော့တောင်းရာနေပါအောင်ရှင်တက်သေးခေါ်ပြီးလက်မှတ်ထိုးခိုင်းလိုက်ပြရစီအောင်ထွန်းတင်ကိုတိုက်ရှိမှစောင့်ခိုင်းထားတယ်တစ်စိတ်လောက်ခလုတ်ကလေးနှိပ်လိုက်ပါရှင်နေပါစီကွယ်တက်သေးတွေဘာတွေခေါ်နေပါနဲ့မဟုတ်ဘူးရှင်ရဲ့တက်သေးထဲပြရစီတော့ကိုသာပေးပါတက်သေးတယောက်မကလို့တရားထဲခြင်းလည်းထက်ဖျောင်းပုံနှိပ်စမ်းပြရစီအောင်ထိုကမမြမေသည်တော့ကိုဘထူး၏လက်သို့ပေးရ၍ကိုဘထူးသည်ဖျောင်းတွင်တော့ကိုနှိပ်ပြီးလျင်မမြမေခိုင်းစေသည့်အတိုင်းတက်ခေါင်းလောင်းခလုတ်ကိုနှိပ်လိုက်သည်နှင့်တပြိုင်နက်ကျွန်တော်တို့သည်သနက်တန်တစ်ချက်ကြားရပြီးနောက်
တခန်းလုံးဓမီများငိမ့်၍မောင်နှင့်မဲမဲရှိနေလေ၏ထိုကနာ၌ဦးဆန်းရှားသည်ဘီရိုမှထွက်ပြီးနောက်အသင်းဆောင်လာခဲ့သောမိမိ၏လက်နှင့်ဓမီနှင့်စပွဲရှိရာသို့ထိုး၍ကြည့်လိုက်ရာဦးဆန်းရှား၏ကလထိုင်ပေါ်တွင်ထိုသူသည်ရခင်ညကတွေ့ရသောအလောင်းကဲ့သို့နဖူးတွင်ဒဏ်ရာနှင့်ဆင်းဆင်းသေးလျက်ရှိသည်ကိုတွေ့မြင်ကြရလေ၏ထို့နောက်ဦးဆန်းရှားသည်တခုသောတောင်း၌ဝတ်ထားသောလက်ဆွဲဓမီအိမ်ကိုထွန်းညှိပြီးနောက်ဒေသူ၏ဒဏ်ရာကိုကြည့်ရှုလျက်ရှိစဉ်ကိုတောင်းတင်သည်မမြမေ၏လက်တွင်တနက်ကိုမမြင်သည်နှင့်ဘယ်နဲ့လဲဆရာဘသူတက်လိုက်တာလဲဦးမင်းဟန်ကတက်ပြက်လိုက်တာပေါ့ဗျလောက်ပြန်ပြီဆရာပြောမှဖြင့်ဒီလိုရှိပဲဩခမည်းကကြုတ်ပြောတာမယုံကြည်ပဲကိုကဲပြောပြရမှာပေါ့ဗျာရော့ဒီလောင်းကိုကလထိုင်မှာမပြီးရွှေ့ထားလိုက်ကြစမ်းဗျဟုတ်ပြီကိုသိမ်းမောင်ကစပွဲရှိရမနေနဲ့ဖယ်နေရကဲကိုတောင်းတင်ကဟိုကတက်ခေါင်းလောင်းခလုတ်ကိုနှိပ်လိုက်စမ်းဗျဟူပြောသည်ဖြင့်ကိုတောင်းတင်သည်စပွဲနှစ်ပေးရှိခလုတ်ကိုနှိပ်လိုက်ပြန်သည်နှင့်တပြိုင်နက်ရခင်ကသနတ်တန်ကဲ့သို့ထပ်မံ၍ကြားရပြီးတော့ဦးစံရှား၏ကလထိုင်ထားရာနောက်အုပ်နေရ၌သနတ်ကြီးစံတစ်ခုအထိမှန်နေသည်ကိုတွေ့ရှိကြရလေ၏ဘယ်နဲ့ဟာလဲဆရာကျုပ်စပွဲရှိတက်ကမီတာတစ်တာမှအံဖုံးပါတယ်ဗျအံဖုံးကိုဖွင့်ကြည့်ရင်၆လုံးပြူတက်လက်တွေ့ရလိမ့်မယ်ဟုပြောရင်ဆိုရင်ဦးစံရှားသည်အံဖုံးကိုဖွင့်ရပြရာ၆လုံးပြူတနက်တက်လက်မှာမြဲခိုင်အောင်တက်ဆင်လျက်ပြောင်းသည်စပွဲရှိရာသို့တက်ရှိန်လျက်ရှိသည်ကိုတွေ့ရှိကြရလေ၏ထိုအခါဦးစံရှားကစကားဆက်၍ဆို၏အတော်ညံသွားတဲ့အာကဦးမင်းဟန်ပေါ့ဗျာကျောက်ကသူ့နောက်ကိုလိုက်နေတော့သူတပည့်မောင်ပေါက်စီကိုတက်ကြိုးစင်တဲ့တဲမှာမရရအောင်သွင်းပြီးကျုပ်ခန်းကိုတက်ကြိုးစင်တဲ့အခါမှာဒီလက်နက်ကိုဆင်ထားခဲ့တာဟုတ်ဗျပေါက်စီကလျှက်စစ်ဘက်မှာတော်တော်ကျွမ်းကျင်တဲ့အကောင်ဗျဦးမင်းဟန်တပည့်မဖြစ်မီကဒီအလုံးနဲ့အသက်မွေးခဲ့တဲ့အကောင်ပဲသို့တော်လည်းသူတို့အတက်ဟာကျုပ်ကိုမထိခိုက်ပဲဘာဦးနဲ့ဘာထူးညီကိုနှစ်ယောက်ကိုထိချတာကိုတောင်းတင်ရဲ့ဒီနေရာမှာထိုင်ရင်သေတတ်မှန်းသိပါလျက်နဲ့ကိုဘထူးကိုခမည်းကဒီနေရာမှာထိုင်စေသလားဗျအော်ကိုသိမ်းမောင်ကျုပ်အကြောင်းကိုဒီလောက်ပေါင်းလို့မှကောင်းကောင်းမသိသေးပဲဘူးဗျကျုပ်ကအပြစ်ပြုတဲ့လူတစ်ယောက်ကိုမိပေမဲ့မသေးထိုက်ဘူးလို့ကျုပ်အောင်မိမဖမ်းမဲ့လွှတ်လိုက်ဘူးတယ်မဟုတ်လားကိုဘထူးဆိုတဲ့လူကသူ့မှာကြိုးကြားလောက်တဲ့ပြည့်ချက်လည်းရှိဘူးတယ်ဗျလူပြည်မှာလည်းနေဖို့မထိုက်ဘူးဒီတော့သူ့ကိုဖမ်းပြီးအစိုးရလက်အပ်မဲ့အစားသူ့ကိုအတက်နဲ့သူ့ကိုပြန်ပတ်ပြီးအသက်ဆုံးရှုံးစေရရင်ကောင်းလိမ့်မယ်လို့ကျုပ်သဘောရတဲ့အတွက်အခုလိုစီမံလိုက်ခြင်းဖြစ်တာပေါ့ဗျာ။ကိုင်ထိုညကဘာဦးသေးပုံကိုမမျှမီပြောပြပါအောင်ကွယ်။ကိုညကကိုဘဦးနဲ့ကျမဒီမှာရှိန်ထားပါလေရှင်။ဘယ်အတွက်ရှိန်ထားသလဲ။သူတို့လူစုကဦးဆန်ချာမိကန်တက်တာဖွင့်နီးကိုရအောင်တောင်းနေကြပါလေရှင်။ဘယ်နဲ့ကြောင့်တောင်းနိုင်သလဲဗမာသိကြတာလေကွယ်။နေပါစေဗျာကိုတောင်းတင်ဒီအကြောင်းတော့ကျုံနောက်မှပြောပြပါမယ်။ဘာဦးသေးပုံကိုသာသူပြောပြပါစေ။ကဲပြောပါတော့မမျှမီ။ကျမနဲ့ကိုဘဦးနဲ့ဒီအခန်းမှာရှိန်ပြီးတွေ့ကြတော့ကျမကသူတို့အသင်းကကျမကိုလှပ်ပါတော့လို့တောင်းပန်ပြီးဦးဆန်ချာစီကရှိထားတဲ့ငွေ100ကိုထုတ်ပေးတယ်ရှင်။ဒီတော့သူကဘာပြောသလဲ။သူကငွေကိုမလိုချင်ဘူးတဲ့။တက်တာဖွင့်ဒီကိုသာလိုချင်တယ်ဆိုပြီးအတင်းတောင်းပါရောရှင်။ဒီတော့မင်းကညင်းတယ်မဟုတ်လား။ကျမကဇွညင်းတော့သူကဒရဝံကိုခေါ်ပြီးကျမအဖြစ်ပြက်ကိုအကုန်ပြောပြမယ်။ဦးဆန်ချာကိုတိုင်းမယ်ဆိုပြီးတော့ခလုတ်ကိုနှိပ်လိုက်ပါရောရှင်။နှိပ်လိုက်ရှင်တနက်တန်ကြားပြီးတခန်းလုံးမှောင်သွားပါရောရှင်။ဒီတော့မင်းကထွက်ပြေးရောလား။ကျမလည်းကြောက်တာနဲ့ထွက်ပြေးပါရောရှင်။ငါတနက်ကိုဘသူအတွက်ယူသွားသလဲ။ဒီလူတွေကလူဆိုးတွေမှန်းသိလို့အတင်းအာဓမလှုပ်ရင်ခုခံမှုတနက်ကိုခိုးသွားမိပါတယ်ရှင်။ဒီလိုပြကိုတောင်းတရဲ့ဒီမိန်းကလေးကတနေ့ကကြိုးကြသွားတဲ့ဥပထွန်းရဲ့သမီးကလေးကိုဦးမင်းဟန်ရဲ့အတင်းသားပဲလေသူကအင်္ဂလိပ်စာလည်းတတ်တယ်ဒီပညာနဲ့သူကအလှုပ်တိုက်တွေမှာအလှုပ်ရအောင်လျှောက်ပြီးတိုက်အရှိန်တွေကိုသူ့အတင်းသားများကိုသတင်းပေးရတာပေါ့ဗျာဒါနဲ့ကျုံမှာစရေးတယောက်လစ်လက်တယ်လို့ကြေညာလိုက်စဉ်အခါကကျုပ်ကလည်းသူလာပြီးရှောက်အောင်လို့ထောင်ဖမ်းလိုက်တာပဲသူတို့ကလည်းတခါအပြင်တော်ပြီဟဲ့လို့ကျုပ်တိုက်ကိုမမျှမေကိုတွင်းလိုက်တာပဲဒီလိုနဲ့တယောက်အကယ်တယောက်ကြည့်ပြီးနေကြတော့မမျှမေဆိုတဲ့တငယ်မကတာမညတငယ်မမဟုတ်ပဲဉာဏ်ပညာထက်မြက်တဲ့အပြင်
စင်စစ်ငကိုသဘောမှလည်းရိုးဖြောင်းတဲ့သဘောရှိကြောင်းကိုကြုံရိပ်မိတာပဲဗျသူခမရမှာမကောင်းတဲ့မိဘလက်ထဲရောက်နေလို့သာသူတို့ခိုင်းသမျှကိုလှုပ်ပြီးနေရရှာတယ်စင်စစ်အတွင်းသဘောကတော့တော်တော်ဖြူစင်တဲ့သဘောပေါ့ဗျာကျုပ်ကဒီအကြောင်းကိုသိရှိလေတော့ဒီတငယ်မကိုဒီအသင်းကလွတ်အောင်ချန်စီပေးခြင်းနဲ့စိတ်ဖြစ်ပေါ်လာတယ်ဆရာဥစ္စာကလည်းတခုတိုက်ဆိုးနှင်းဆိုတဲ့စကားပုံအတိုင်းဖြစ်နေပြီကောဆရာရဲ့နားထောင်ပါအောင်ဗျတခုတိုက်ဆိုးနှင်းဆိုပေမဲ့လို့တချို့လူကောင်းတွေသဘောမှာကိုလူတစ်ဖက်သားကအင်မတန်ယုံကြည်ပြီးအစားအစာအတိုင်းပဲနဲ့မျက်နှာလွဲတယ်အားထားတယ်လို့ဆိုတဲ့အခါဒီလူကိုမကောင်းကြံရမှာပြန်ပြီးအားနာလာတာကိုဗျကျုပ်ကလည်းမမြမေကိုတော်လဲအလုံးဆိုရင်လည်းအကုန်လွှဲတိုင်ပင်စရာရှိရင်လည်းအကုန်ဖွင့်တိုင်းပဲဒီလိုလုပ်လေတော့မူလကအကြံစီများကိုမဆောင်ရွက်ဝင်မယ်ကျုပ်ကိုဦးလေးလိုဖခင်လိုခင်ပြီးလာရှာတာကိုဗျမဟုတ်လားမမြမေဟုတ်ပါတယ်ဦးကိုင်းဒီတော့မမြမေမူလကလူဆိုးများရဲ့အစေအပါဖြစ်ပြီးသူတို့ခိုင်းရာကိုလောက်ရပေမဲ့အခုကျုံနဲ့တွေ့လို့ကျင်ကျင်နာနာဖြောင်းဖြောင်းပြပြပြောတဲ့အခါမှာလူကောင်းတစ်ယောက်မိန်းမကောင်းတစ်ယောက်ဖြစ်ရှာပါပြီလေဗျာလူကတကယ်ခတ်တာမျိုးလားဗျမူလဘင်းကိုသဘောကဘလို့ပင်ဖြူစင်တော့လဲမကောင်းတဲ့လူတွေထဲမှာကံကြမ္မာအလျောက်ကြာရောက်ပြန်ပြီဆိုရင်လူဆိုးတစ်ယောက်ဖြစ်ရတာပဲဗျအတွင်းသဘောကောက်ပေမဲ့စားနိုင်တောက်နိုင်တဲ့မိဘလက်ထဲဝင်စားပြန်ရင်လေလူကောင်းရဲ့လို့ထင်ကြပြန်တာပဲကိုတောင်းတရဲ့ကိုများလဲကိုတဲပြီးမထင်ကြနဲ့နော်ဟာဒါဖြစ်ဆရာလဲလူဆိုးဝမ်းနဲ့ဝင်စားရင်လူဆိုးကြီးဖြစ်မှာပေါ့ဆရာဒါတော့မသိနိုင်ဘူးလေဗျာဒီလိုများဆိုရင်ခမရတို့လူစုကိုကြုတ်ကောင်းကောင်းကြီးဒုက္ခပေးမဲ့လူတစ်ယောက်ဖြစ်မှာပေါ့ဗျ